ပါကစ္စတန်နိုင်ငံမှာမကြသေးခင်ကမှထိတ်လန့်စရာရုပ်ရှင်တွေကအခန်းတစ်ခန်းလိုမျိုးထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့တင်းငယ်တဲ့ငါးလေးပေါင်းတန်းနဲ့ချီပြီးယူသွတ်သွားကြသလိုမျိုးပူပြင်းလာတဲ့တဲပြင်ပေါ်မှာရေစီးကြောင်းလေးတစ်ခုကိုဆွဲခေါ်ရင်းအမြန်နှုံးနဲ့ဖြတ်တန်းသွားကြတာပဲဖြစ်ပါတယ်။ပထမဆုံးကြည့်လိုက်ရင်တော့ဒီဖြစ်ရက်ကကြောက်စရာကြီးလို့ထင်ရပေမဲ့တကယ်တော့ခိုင်လုံတဲ့အကြောင်းပြချက်ရှိပါတယ်။သူတို့ကိုဖန်ချဲလို့ခေါ်ပြီးငါချင်းမျိုးနွယ်ဝင်ရေချုံငါးလေးတွေဖြစ်ပါတယ်။ဒေသခံတွေကတော့သူတို့ကိုပူတီငါးဒါမှမဟုတ်ခရီးသွားငါးလို့ချစ်စနိုးခေါ်ကြပါတယ်။ဒီငါးလေးတွေမှာထူးခြားတဲ့ဗီဇတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရေစီးကြောင်းရှိတဲ့ဘက်ကိုအတင်းတိုးဝေးလိုက်ပါသွားခြင်းနဲ့စိတ်ပဲဖြစ်ပါတယ်။အထူးသဖြင့်ရေချင်းချင်းလေးထဲမှာပိတ်မိနေတဲ့အခါမျိုးမှာရေစီးတန်ကြရင်အသေးအတန်လိုက်သွားတတ်ကြတာပါ။ရှေးဦးကလေးကဒေသခံတွေဟာဒီအချက်ကိုအသုံးချပြီးငါးဖမ်းခဲ့ကြပါတယ်။ရေစီးကြောင်းအတုလေးတွေဖန်တီးပြီးငါးအုပ်ကြီးတွေကိုထောင်ချောက်ထဲရောက်လာအောင်ဆွဲဆောင်ခဲ့ကြတာပေါ့။တကယ်တော့ဒီနေရာမှာရေကြီးမှုဖြစ်ပွားခဲ့တာပါရေတွေကကမ်းပါးကိုကြော်ဖြတ်ပြီးဘေးပတ်ဝန်းကျင်ကလမ်းမတွေပေါ်ကိုစီးဆင်းသွားတဲ့အခါဆက်စုတက်တဲ့ငါးအုပ်လေးတွေဟာသူတို့ရဲ့ဗီဇအတိုင်းရေစီးကြောင်းနောက်ကိုတကောက်ကောက်လိုက်လာကြတာဖြစ်ပါတယ်တဲပြင်ပေါ်မှာငါးတွေအုပ်စုလိုက်ကြီးလမ်းလျှောက်နေတယ်လို့မြင်ကွင်းမျိုးကတော့တကယ်ကိုစိတ်ကူးရင်ဆန်ပြီးတဘာဝတရားရဲ့အံ့ဩစရာဖန်တီးမှုတစ်ခုလို့ပဲပြောရမှာပါ